စာရင်းနဲ့စမယ် project မရဘူးဆိုရင်သေချာပြီ။တယောက်မှမသိလို့။တယောက်မှကိုယ့်ကိုဒီ career ဒီနေ့လုပ်ထားတယ်ဆိုတာကလက်မခံထားလို့။ကိုကဒီလိုမျိုးလုပ်နေတယ်ဆိုတာလည်းဘယ်သူမှမပြောပြထားလို့။ကိုယ့်ရဲ့ network တွေကလည်းလူ10ယောက်ရှိရင်အဲ့10ယောက်လုံးကိုဘာလုပ်နေလဲဆိုတာမသိကြလို့။ဆိုတော့ဒါကတော့အမှန်တရားပဲ။ကိုယ်ဘာတွေဖြစ်နေလဲ၊ကိုယ်လက်ရှိဘာတွေစိတ်ဝင်စားနေလဲဆိုတာကိုဒါကိုပြပြထားတာပဲ။အဲ့ဒါကိုကိုကဘယ်လိုထင်လဲဆိုလို့ရှိရင်ဒီလူကတော့အရမ်းချပြနေပြီ၊ဒီလူကတော့အရမ်းလျှောက်ပြီး promotion လုပ်နေတာလားလို့ထင်ကောင်းထင်လိမ့်မယ်။ဒါပေမဲ့အဲ့ဒါက not just promotion မဟုတ်။ဒါကိုယ်လက်ရှိဘာလုပ်နေလဲ၊ကိုယ့်ရဲ့လက်ရှိ in progress ကိုပြောပြထားတာ။အဲ့လိုပြောပြထားတဲ့အခါကျမှလည်းကိုယ်နဲ့ဆက်စပ်မိတဲ့ကိုယ့်ရဲ့ဒီ potential ဖြစ်နိုင်တဲ့ client တွေကကိုယ့်ကိုသိမှာလေ။အဲ့လိုမသိဘဲနဲ့ plain ကိုယ့်ဆီဘယ်သူမှရောက်မလာဘူး။ဆိုတော့ဒါကအရေးကြီးတယ်။တနေရာမှာသိထားလို့ဖြစ်မယ်။တယောက်ကပြောထားလို့ဖြစ်မယ်။တနေရာမှာမြင်ဖူးထားလို့ဖြစ်မယ်။အဲ့ဒါမှလည်းကိုယ့်ဆီရောက်လာမှာ။ဆိုတော့အမှန်တရားပဲ။ဆိုတော့ network မရှိရင်ဘာမှလုပ်လို့မရဘူး။အရမ်းတော်ပြီးအရမ်း outstanding ဖြစ်ပြီးနိုင်ငံကျော်ပုဂ္ဂိုလ်လည်းမဟုတ်ဘူး။ဆိုတော့နိုင်ငံခြားပုဂ္ဂိုလ်ဆိုရင်ဥပမာမင်းသမီးမင်းသားတို့ influencer တို့ဆိုလို့ရှိရင်တော့ဒါပုံမှန်သိနေကြရှိလို့ဒီလူပဲဆိုတာသူကမပြထားဘူးဆိုတော့သူ့ကိုသိနေတယ်။အဲ့လိုမဟုတ်ဘူးလေ။ကိုယ်တွေကဒီ professional အနေနဲ့လုပ်နေတာ။ influencer လည်းမဟုတ်ဘူး။နာမည်ကြီးအောင်မြင်ကျော်ကြားတဲ့လူလည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ကိုလူတိုင်းမသိနိုင်ဘူး။ဆိုတော့အဲ့လိုမျိုးမသိနိုင်ဘူး။အဲ့လိုမျိုးမသိထားဘူးဆိုလို့ရှိရင်ကိုယ့်ဘယ်သူမှလာမအဲ့ဒါရှင်းရှင်းလင်းလင်းပဲ။